ကနေ့2025ခုနှစ်နိုဝင်ဘာ1ရက်နေ့စနေနေ့ရဲ့ထရမ်ပကောဒီယာတော့ခင်ယေရှုရဲ့နှစ်ချင်းခံတဲ့အကြောင်းနဲ့ဖြစ်ပါတယ်ဒီထဲမှာပြောထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့သခင်ယေရှုသည်ကောင်းကင်အဖနဲ့ခမဲတော်နဲ့ဆက်နွယ်မှုဆက်ဆံရေးကိုအားကောင်းစွာတည်ဆောက်ခဲ့တယ်လို့ပဲကျွန်တော်တို့ဒီလေဆုတောင်းခြင်းမှာခရစ်တော်ကဲ့သို့ဖြစ်ရင်အားကောင်းတဲ့ဆုတောင်းချက်တွေကိုတည်ဆောက်ပေးနိုင်မှာဖြစ်တယ်ဆိုတာတွေ့ရတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်သခင်ယေရှုခရစ်တော်ကိုယ်တိုင်ကငါဒီလမ်းကြီးဖြစ်တယ်တဲ့လက်ဖြစ်တယ်ဓမ္မတရားလည်းဖြစ်တယ်ငါကိုမြင်ပြုတဲ့အလွယ်တမြောက်ခမဲတော်ထံကိုမရောက်ရဆိုပြီးတော့ယောဟန်ခန်းကြီး14ငယ်6မှာပြောထားပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့သက်တာမှာသခင်ယေရှုခရစ်တော်ဆုတောင်းသွားတယ်လေ့လာဖို့အတွက်သင်ခန်းစာယူလို့ရတဲ့ရှိပါတယ်။ယောဟန်ရှင်လုကာခန်းကြီး3ငယ်27 20မှာဆိုလို့ရှိရင်ဘာပြောထားတယ်လဲဆိုလို့ရှိရင်သခင်ယေရှုရဲ့နှစ်ချင်းခံတဲ့နေရာမှာလူတွေလည်းအားလုံးနှစ်ချင်းလာခံကြတယ်။ရေပေါ်ကနေပေါ်ထစဉ်မှာဆုတောင်းတဲ့အခါကောင်းကင်ကြီးပွင့်ပြီးတော့ဒါရှင်တော်ဝိညာဉ်တော်ကသခင်ခရစ်တော်ရဲ့ကိုယ်ခန္ဓာပေါ်မှာကျုံးခဲ့တဲ့သူများယူပြီးကောင်းကင်ကအတန်ကပါလဲဆိုလို့ရှင်တော့ဤသူကငါနှစ်သက်မြန်လို့ရငါချစ်တာပြီလို့ပြောပါတယ်။ဒါကြောင့်ကျွန်တော်အသက်တာမှာဘာတွေနှလုံးသွင်းစဉ်းရမှာလဲဆိုလို့ရှိရင်ဒီကနေ့တင်ဟာဒါရှင်တော်ဝိညာဉ်တော်ရဲ့တူတည်မှုအသက်တာမှာအားပေးမှုခွန်အားပေးမှုတကူစီစဉ်မှုကိုဘယ်လိုနည်းနဲ့ခံစားတယ်လဲ။ဘုရားသခင်ကိုသူ့ရဲ့မျက်မှောက်ကိုကျေးဇူးတင်ပါလို့ပြောထားပါတယ်။ဆုတောင်းရမယ့်အရာကတော့ကျွန်တော်တို့ဒီတန်ရှင်တော်ဝိညာဉ်တော်ရဲ့မျက်မှောက်တော်နဲ့လမ်းပြခြင်းကိုသိရှိနားလည်ဖို့ရအတွက်ဆုတောင်းတတ်ဖို့လိုပါတယ်။ Nordic ရဲ့နိုင်ငံတွေမှာရှိတဲ့ Saline Tester Zoom နဲ့လောက်ဆောင်တဲ့အချက်တွေနောက် HCF South Africa ရဲ့REGAD Regional Action Team အဖွဲ့တွေရဲ့ meeting အစီအစဉ် HCF Martin Nick SPWD Saline Process Wellness Training တွေအတွက်လည်းဒီအဆုတောင်းပေးကြပါစို့။ရသခင်ဒီနေ့အတွက်ကျေးဇူးတော်ချီးမွမ်းပါဘုရားဖျက်ပြင်စင်ဖို့ဆောင်ပါရှိပေးတော့နေ့ရဲ့တဲ့အတွက်ကျေးဇူးတော်ချီးမွမ်းခြင်း၌သခင်ယေရှုခရစ်တော်ကိုယ်တော်တိုင်အဖဘုရားဒီနေ့၌ဆုတောင်းခြင်းကိုပြုတဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်သည်စင်တက်ပြီး